ဒီလိုကင်မရာလေးတွေကိုစတင်မချိန်တက်လို့ဖုန်းကနေကြည့်လို့မရဘူးအပြင်ရောက်နေရင်လည်းဖုန်းကနေကြည့်လို့မရတဲ့လူတွေအတွက်ဒါ Wi-Fi လေးပြန်ချိတ်လိုက်ရင်ရပါတယ်ဒီဗီဒီယိုလေးမှာ Wi-Fi ဘယ်လိုချိတ်လဲဆိုတာကိုဒါပြောပြပေးမယ်ဒါလေးကတော့ဆိုတော့ robot camera လို့အလွယ်ခေါ်ကြတာပေါ့နော်တကယ်တမ်းကသူကသူ့ရဲ့ရှေ့ကောက်က smart Wi-Fi camera ပေါ့နော်အဲ့လိုလေးခေါ်ပါတယ်ရင်ဦးဆုံးပေါ့နော်ဒီကင်မရာရဲ့နောက်မှာဒီလို restart ခလုတ်လေးရှိရပေါ့နော်အကောင့်လေးကို3စက္ကန့်လေးဖိထားလိုက်ပါနော်ဖိပြီးရင်ပြန်လွတ်လိုက်ပါနော်လိုက်အဲ့လိုလေးအတန်ကြားရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဖုန်းလေးက Wi-Fi နဲ့ဝင်လိုက်နော် Wi-Fi နဲ့ဝင်ပြီဆိုလို့ရှိရင်ဒီမှာMB နဲ့စတဲ့Wi-Fi နေလေးတွေရှိရပါနော်အဲ့ကောင်လေးကိုကြွားရမှာပါအဲ့ Wi-Fi လေးကို join လိုက်ပါ join ပြီးပြီဆိုလို့ချင်းကျွန်တော်တို့သူ့ရဲ့ software တွေကိုဝင်လိုက်ပါနော်သူ software တွေကိုတစ်ချက်ဝင်လိုက်ဝင်ပြီးပြီဆိုလို့ချင်းဒီညာဘက်ပေါ်တောင်းတာလေးမှာအပေါင်းလက္ခဏာလေးရှိရတဲ့ချက်နှိပ်လိုက်ပြီးသွားရင်အကင်မရာကိုတစ်ချက်နှိပ်လိုက်ဒီမှာကစကန်ဖက်လိုက်ရတယ်ပဲပြီးသွားရင်သူ့ရဲ့ဒီမှာလည်းတန်းပေါ်တယ်ပေါ့နော်ဒီမှာလည်းတန်းပေါ်တယ်နှိပ်ပြီးတော့အပ်လိုက်လည်းရတယ်အဲ့လိုမှမဟုတ်သေးဘူးဆိုလို့ရှိရင်လည်းဒီစကန်ဖက်လိုက်ရတယ်ပေါ့နော်ဒီမှာပေါ်တော့ကျွန်တော်ဒီမှာတစ်ခါလေးနှိပ်လိုက်မယ် local network ရွေးရမှာပါ local network ရွေးပြီးတော့ဆိုလို့ရှိရင်ဒါတော့ရတစ်ခုခုရွေးလိုက်ပြီးရင် view device နဲ့လည်းပါနော်ဒါကျွန်တော်ကင်မရာအတစ်လေးဖြစ်နေလို့သူactivate တောင်းတာပါတကယ်လို့ကင်မရာ3မီတာဆိုလို့ရှိရင်ဒါသူ activate မတောင်းတော့ပါဘူးဒါဆိုရင်ဒါပေမဲ့ဒါlocal network ပဲရှိတယ်ပေါ့နော် Wi-Fi ကိုချိန်ရမှာဆိုတော့ကျွန်တော်တို့ဒီအောက်က mall တွေကိုတွားလိုက်မယ် sorry ကျွန်တော်တို့ဒီ home ကိုပြန်ထွက်လိုက်ပါနော်ထွက်ပြီးရင်ဒီညာဘက်နားလေးမှာညာဘက်ပေါ်နားလေးမှာအဆက်30လေးရှိရတဲ့ချက်နေလိုက်ပြောရင်ကျွန်တော်တို့ဒီ setting နဲ့ဝင်လိုက်ပါပြီးသွားပြီဆိုလို့ရှိရင်ဒီnetwork တွေကိုတစ်ချက်ဝင်လိုက်ပါပြီးရင်ဒီမှာ Wi-Fi station mode ဆိုတာလေးရှိရတဲ့ချက်ကြည့်လိုက်ပါအဲ့လေကိုနှိပ်ပြရင်တို့အိမ်က Wi-Fi လေးကိုရွေးလိုက်ပါပြီးရင်အိမ်က Wi-Fi password ရိုက်ထည့်လိုက်ပါနော် Wi-Fi connecting ဒါဆိုရင်ဒါ Wi-Fi connecting ဆိုပြီးတော့သူဒါအလမ်းပေးလိုက်မယ် Wi-Fi connected ဒါဆိုလို့ရှိရင်ဒါ connected ဖြစ်သွားပါပြီအဲဆိုရင်ဒါတစ်ချက်နှိပ်လိုက်ရင်ဒါကြည့်လို့ရပါပြီကိုအပြင်ရောက်နေလဲ4G data ဖွင့်ပြီးတော့ဒါအိမ်ကိုလမ်းကြည့်လို့ရပါပြီဒီကင်မရာလေးကိုဝယ်ယူချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်စီမှာချက်ပေါက်ကနေလာပြီးတော့ဝယ်ယူလို့ရပါတယ်